မိုဘိုင်းလက်ချန်ထဲမှာရှောင်ရအလွယ်ဆုံးက Franco ရဲ့ဂျိတ်ပဲဒီမှာဆိုလေခြုံထဲကို vision ဝင်စစ်တာကိုဂျိတ်နဲ့ရှောက်ဆွဲတာအိုးတက်ကလည်း flicker နဲ့ဇွတ်ဝင်ချတာကျွန်တော်လည်းအဲ့ဒီလေးနဲ့အသာလေးရှောင်လိုက်တယ်ပြီးတော့သူရေခဲကုန်တဲ့အချိန် ski 2လေးချဝမ်းလေးသုံးပေးလိုက်တယ်ဒီနေရာမှာလေ Franco ကဂျိတ်နဲ့လာဆွဲတာအနောက်ကိုအသာလေးဆုပ်လိုက်တာဂျိတ်ကလွဲသွားပြန်ရောmake ဆိုတာတာတဲ့ဘတ်တဲမှာဒီလို position ယူထားတတ်ရင်ဘတ်တဲကအသာလေးနိုင်တယ်ဒီမှာဆို enemy နှစ်ကောင်လုံးကို ski 2 ski 1 AD ခွဲပေးလိုက်တာနှစ်ကောင်လုံးရှော့တာပဲဒါတော့ဗနေတတာထွက်ပြီးတော့ flicker နဲ့ကိုလိုက်ပြီးတော့တက်ပေးလိုက်တယ်အားလီမှာဒီလိုတက်နေကိုပါ AD ခွဲပြီးတော့တက်လို့ရတယ်အဲ့မှာ career ကျွန်တော်ကိုအတင်းလိုက်ပြနေတာကျွန်တော်လည်း passive ရှိနေတော့မပြေးဘဲနဲ့ပြန်ချပေးလိုက်တယ်Franco ရဲ့ဂျိတ်တွေကတပွဲလုံးတစ်ခါမှမမိတာကျွန်တော်တို့ grow ကြီးကလည်းအဲ့ဒီဝင်ပြီးတော့တိုက်ပြသွားတာနာတာလီယာ9កောင်၄ဘုံတက်သွားရောကတိရကန်ရင်ဒီလိုမျိုးခြုံတိုးတက်ဖို့လေလိုပါတယ်ဘူးမသိဘာမသိနဲ့ဒါမျိုးခြုံထဲကိုဝင်လာတဲ့အိုးတက်လေးကိုဖျက်ပြီးတော့တက်ပေးလိုက်တယ်ဒီနေရာမှာဆိုကရီကိုခေါင်းပေါ်တက်ပြီးတော့ရေခွဲလိုက်ပေမဲ့ damage ကမလောက်တော့မသေးသွားဘူးဒါပေမဲ့ Franco ကလည်းဂျိတ်ကိုမမီမဲသိရတဲ့နဲ့ဆွဲသေးတာလွဲသွားတော့ရှက်6ရှက်ကန်းနဲ့ Rico ကတက်ပြသေးတယ်ဒီမှာဆိုအိုးတက်ကအဲ့ဒီတက်3ကျင်တာ ski 2လေးချပေးလိုက်တာအဲ့ဒီကပြတ်သွားရောအဲ့မှာရေဝေငုတ်ပေးလိုက်တာကိုနောက်က Franco ကလည်းတစ်ခါလောက်ကလေးဂျိတ်လေးများမိမလားဆိုပြီးတော့နှမ်းပြီးတော့ဆွဲသေးတာဒီမှာလဲဂူရှင်ကပလိန်ကြီးဝင်ချပြီးတော့ Franco ကရေခဲနဲ့ကိုက်သွားတာကိုဘာတွေထဖြစ်လဲမသိဘူး surrender တွေပါလာပြီးတော့ပေးခိုင်းနေတယ်အောက်လန်းကိုသွားရှင်းမယ်ဆိုပြီးတော့ခြုံစစ်ဖို့မေ့သွားတော့အိုးတက်စားတာခံလိုက်ရတယ်။ brother ကိုလည်းဘဲတော့တတိလေးထားပြီးတော့သွားကြပါဒီမှာဆို grow က AD မိတ်အလာကြီးတိုက်ပြသွားတာကျွန်တော်လည်း AD အလာလေးဝင်ခွဲပေးလိုက်တယ်အဲ့မှာအိမ်ကိုမပြန်မဲနဲ့ရောင်နေတဲ့အိုးတက်ကလေးကို ski 2လေးချပြီးတော့ဝင်ခွဲပေးလိုက်တယ်ဟိုကောင်တွေကမဲကာရပြီဆိုပြီးတော့ဒါမျိုးဝင်လာတာ AD ဝင်ခွဲလိုက်တာမီနီယံတွေအကုန်တည်သွားတော့Franco ကရေခဲခဲပြီးလွတ်ပြီးထင်နေတာ ski 2 right တိုင်းလေးချပေးလိုက်တာရှော့သွားရောနောက်ပြီးဒီလိုကတိဒဆိုတာ massman တွေအတွက်တော့အိမ်မဆိုးတစ်ခုပဲ flicker နဲ့အသာလေးခုံခွဲပေးလိုက်တာ immortal ပြန်ပေါ်လာတော့သူနာလေးသွားကတ်ပေးလိုက်တယ်ပွဲပြီးမှကျွန်တော်တေချာကြည့်မိတာ enemy ဘက်ကဗနေတတာ global နံပါတ်51ဖြစ်နေတာကဲအားလုံးပဲနောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါပေါ့